皆さんこんばんは。久しぶりですね。お元気ですか？私は元気だよ。今日は皆さんのごプレゼンに一がじしばれ、えらかばれするし、ジャパンနိုင်ငံမှာနေ့စဉ်နဲ့မြပြုကျင့်နေတဲ့ဒီဂျပန်ဖိုက်ရဲ့အကြောင်းလေးဖြစ်ပါတယ်ပေါ့နော်ပထမဆုံးတစ်ချက်လေးနဲ့ကတော့ဆဲလီလို့တည်ပြရပါတယ်ဆဲလီဆိုတာကလုပ်ငန်းခွင်မှာပေါ့နော်ဒီလိုအပ်တဲ့ပစ္စည်းမလိုအပ်တဲ့ပစ္စည်းအရာတွေကိုမလိုအပ်တဲ့ပစ္စည်းတွေလိုအပ်တဲ့ပစ္စည်းတွေကိုခွဲထုတ်ပြီးတော့မလိုအပ်တဲ့အရာတွေကိုဆွန့်ပစ်ခြင်းဆိုတဲ့အဓိပ္ပာယ်ရပါတယ်။နောက်နံပါတ်2အချက်အနေနဲ့ကတော့ဆဲတွန်လို့အဓိပ္ပာယ်ရပါတယ်။သူကကြတော့ပစ္စည်းတွေကိုစနစ်တကျနေရာတတ်မှတ်ပြီးတော့ဒီကင်တွယ်ပြီးသားပစ္စည်းတွေကိုမူလနေရာမှာပြန်ထားခြင်းလုပ်ငန်းခွင်မှာပေါ့နော်အဲလိုမျိုးအဓိပ္ပာယ်ရပါတယ်။နောက်နံပါတ်3အချက်အနေကတော့ဆေးဆုဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ဒီဆေးဆုကကြတော့အလုပ်ပြီးတိုင်းအမြဲတမ်းတန်ရှင်းပြလို့ရပါမယ်နံပါတ်3အချက်နဲ့ကတန်ရှင်းပြလို့ရမယ်နောက်နံပါတ်4အချက်အနေနဲ့ကကြတော့စိတ်ကဲဆုပေါ့နော်စိတ်ကဲဆုဆိုတဲ့ဒီပဲရစိတ်ကဲဆုဆိုတာကဒီပထမဆုံးအပေါ်မှာပြောထားတဲ့ဆဲလီဆဲတွန်ဆဲဆုဆိုတဲ့ဒီ3ခုလုံးကိုခြုံပြီးတော့အမြဲတမ်းစင်စစ်မပြတ်တန်ရှင်းပြလို့ရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဖြစ်ပါတယ်နောက်နံပါတ်5အချက်အနေနဲ့ကကြတော့ရှစ်စုခဲဆိုတဲ့ဒီပဲရပါတယ်ရှစ်စုခဲကကြတော့ဒီ 5S အားလုံးကိုလိုက်နာပြီးတော့စီကန်းရှိတဲ့လုပ်ငန်းခွင်ဖြစ်စေခြင်းဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ပြောပါအကြောင်းတဲ့အပိုင်း